ခိုးရှိတုန်းကရေနံကြောမြို့နယ်မှာနီးထိုင်ပြီးအလွန်ဆင်းရဲပြီးထွန်းကြိုင်ဆိုတဲ့လေသမားတူရှိပါတယ်ဒီတစ်ခါမှာတော့သူဒီရွာကတထေးကြီးထံမှာငွေချီးပြီးစိုက်ပျိုးရေးလုပ်ကင်ခဲ့ပါတယ်ရာသီဥတုကောင်းမွန်တစ်ဖြင့်လေတဲ့ကရင်တီးနံများရခင်ကမကြုံဘူးလောက်အောင်အထွတ်တိုးခဲ့သည်မိသားစုတစ်ခုလုံးမျော်လင့်ချက်ရောင်ကြီးတန်းလာခဲ့သည်ကြည့်ပါဦးမိမအေးမြန်ရဲ့ဒီတစ်ခါတီးနံတွေဘလောက်ကောင်းလိုက်သလဲကလေးတွေလည်းဝဝလင်လင်စားလို့ရပြီမိမရဲ့ဟုတ်တယ်ကိုထွန်းကြရဲ့ဒီတစ်ခါတော့ရှင်စူးစမ်းရကျူးနတ်ပါတယ်တီးနံတွေကိုသာဘေးကိန်းကိန်းနဲ့ညှိသိမ်းနိုင်ရင်တော့လက်အနှဲငယ်လောက်စိတ်ချမ်းလာရမှာပါအဖေဒီတစ်ခါသားကြောင်းတက်လို့ရပြီပေါ့နော်ဒါပေါ့သားရဲ့သားကိုအဝတ်စားကောင်းကောင်းနဲ့စားအုပ်တွေဝယ်ပြီးမယ်အဖေသမီးတို့ရောဘာဝယ်လာမလဲဟင်သမီးတို့တော့လက်ကောက်လက်လာလေးတွေဝယ်လာခဲ့မယ်သို့တော့ကန်တရားကသူတို့၏အပြုံးပိုင်းများကိုမလိုလားခဲ့ပါဘူးညနေဆောင်တွေနဲ့ကောင်းငင်တွင်မိုးတိမ်မဲကြီးများဖုံးလွှမ်းလာသည့်လေပြင်းမုန်တိုင်းတိုက်ခတ်လာပါတော့လေထွန်းချိုင်းမြန်လို့လေထဲမှာရေတွေဝင်နေပြီဖျားရဲ့အရာအလုံးမျောပါမသွားပါစေညက်ထွန်းချိုင်းသည်လေထဲသို့အပြေးသွားကြည့်လိုက်ရာရင်ထဲပလောင်ဆူသွားတော့တယ်လေကွင်းတစ်ခုလုံးရေလွှမ်းမိုးနေပြီးတီးနံအလုံးရေမြုပ်ကုန်ပြီဖြစ်သည်ဖျားရဲ့အခုတော့ဘာကြံတော့မလဲအရာအလုံးဆုံးရှုံးသွားပြီငါရဲ့စူးစမ်းမှုတွေမျော်လင့်ချက်တွေအလုံးရေထဲပါသွားပြီကလေးတွေကိုဘာကျူးရမလဲအိမ်မှာစားစရာစံတစုတော့မကြံတော့ဘူးနောက်တနေ့နံနက်တွင်ထွန်းကြိုင်သည်ငွေချီးထားတော့တထေးကြီးဦးလာရွှေထံသို့တွားရောက်ခဲ့ပါတယ်တထေးကအချိန်ထပ်ပေးလိမ့်မည်ဟုသူမျှော်လင့်ထားပါတယ်တထေးမင်းခင်ဗျာမိုးကြီးတော့အကုန်ပျက်စီးသွားပါပြီကျေးဇူးပြုပြီးအချိန်နဲ့တော့ထပ်ပေးပါအောင်နောက်တစ်ခါတီးနံပေါ်ရင်အကျွေးအလုံးပြန်ဆက်ပါမယ်မင်းကငါအချိန်ထပ်မပေးနိုင်တော့ဘူးထွန်းကြိုင်စာချုပ်အရာအခုအဲ့ဒီလေကငါအပိုင်ဖြစ်သွားပြီတထေးမင်းဒါကျွန်တော်ဘိုးဘွားပိုင်မီပါဒီလိုတော့မလွတ်ပါနဲ့ဗျာငါကစာရွတ်စာတန်းကိုပဲကြည့်တယ်ခန်းစားချက်ကိုမကြည့်ဘူးအခုအဲ့ဒီမြေကငါနာမည်ပေါက်သွားပြီမင်းတို့အခုချက်ချင်းဖယ်ပေးကြထွန်းကြိုင်ဟိလဲမြေဆုံးရှုံးသွားပြီသူတွင်ဘာမှမကြံတော့ပါဘူးလဲမရှိပိတ်ဆံမရှိနေစရာမရှိဖြစ်သွားပါတယ်အေးမန်ရဲ့ဒီရွာမှာကျွန်တော်တို့အတွက်ဘာမှမကြံတော့ဘူးတောဘက်ကိုထွက်သွားကြရအောင်အဲ့ဒီမှာခေါင်းတစ်လုံးချစရာနေရာလေးများရမလားလို့ပါကောင်းပါပြီကိုထွန်းကြိုင်ရဲ့ရှင့်တော်တိုက်ပါပဲထို့သောဖြင့်ဆင်းရဲသားလေသမားမိသားစုသည်ကျိုးပဲ့နေသောအိမ်မက်များကိုတေပိုးယွန်းအမောင်တို့တို့ထောက်ခွာလာခဲ့ကြပါတယ်တထေးကသူတို့ကိုမြေနေရာမှမောင်းထုတ်လိုက်တဲ့ထင်နေစရာမရှိစားစရာမရှိထင်နေကြပါတယ်အိမ်မရှိတော့ပေမဲ့ငါတို့မှာကလေးတွေတော့တာဝန်ရှိသေးတယ်သူတို့ကိုအငတ်မခံနိုင်ဘူးငါဘာပြဲလောက်ရလို့ရုပ်မယ်အဖေသားတို့ဘယ်သွားကြမလဲဟင်သားရဲ့အဖေတို့နေရာတစ်ခုကိုသွားနေကြတယ်တောဆက်မှာဘိုးတော်တစ်ပါးနေတယ်လို့ကြားဘူးတယ်သူကလူကောင်းတရားလို့ပြောကြတယ်အဖေသမီးပိုက်စားလာပြီသမင်းစားခြင်းတယ်ခဏလေးတီးခံမအောင်သမီးရဲ့ဟိုရောက်တာနဲ့တခုခုစီစဉ်ပေးပါမယ်ထွန်းကြိုင်တို့မိသားစုတောဘက်သို့ထွက်လာခဲ့ကြတယ်အဝေးကနေသွင်းပျက်စီးနေသောတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရတယ်အနီးသို့ရောက်တဲ့အခါမီးဖို့တပေးမှာထိုင်နေသောရသေးအိုတစ်ပါးကိုတွေ့လိုက်ရတယ်ဥခိုင်ပါတယ်ဘိုးတော်ရဲ့ကျွန်တော်တို့ဒုက္ခရောက်နေလို့ပါကျွန်တော်တို့မှဘာမှမရှိတော့လို့ပါငါသာမိမ့်မျက်နှာမှာရိုးသားမှုကိုမြင်နေရတယ်မင်းတို့သဘောကျရင်ဒီတဲ့ဤလေးမှာနေနိုင်ပါတယ်ဘာမှတော့သိမရှိပါဘူးကွယ်ဒါပေမဲ့ခေါင်းချစရာတော့ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဘိုးတော်ရဲ့ဖျားသခင်ကောင်းကြီးပေးပါစေထိုပျက်စီးနေသောတဲ့အိမ်လေးသည်သူတို့၏နေအိမ်သက်ဖြစ်လာခဲ့တယ်နောက်တနေ့နနက်တွင်ထွန်းကြိုင်သည့်တောတဲ့သို့ထင်းခွေသွားခဲ့တယ်ထင်းရောင်သည်ဈေးမှငွေနှဲငယ်ရလင်စားစရာဝယ်မဲတော့စိတ်ကူးထားခဲ့တယ်အေးမယ်ငါတောတဲ့သို့ထင်းခွေလိုက်အောင်မယ်ပြီးရင်ဈေးသွားရောင်းပြီးကလေးတွေအတွက်ဟင်းသီးဟင်းရွက်တွေဝယ်လာခဲ့မယ်မြန်မြန်ဘရန်လန်နော်ထမဲချက်ပြီးကလေးတွေကိုကျွေးရအောင်ပါထွန်းကြိုင်သည်ထင်းခွေပြီးညနေတွင်ဈေးသို့သွားရောင်းရငွေအနှဲငယ်သာရရှိခဲ့တယ်တိုးတော်လဲသူသည်အာလူကျက်တုံကဂျုံမုတ်အနှဲငယ်ဝယ်လာနိုင်ခဲ့တယ်ယော့အေးမြိုင်စားစရာနည်းနည်းဝယ်လာတယ်ဘာမှတော့ထွေထူးထူးမဟုတ်ဘူးဒါပေမဲ့ကလေးတွေပိုက်ကွာယုံတော့ရှိရပါတော့ရှင်ဒီလောက်လုပ်ပေးရကျေးဇူးတင်လာပါရဲ့ကိုထွန်းကြိုင်လေကဲခြေလက်ဆဲပြီးထိုင်အောင်ပါရှင်အတွက်ပလာတာဂျုံမုတ်လုပ်ပေးမယ်အမေဒီနေ့ထမ်းလက်ခဲမပါဘူးလားဟင်ဒီနေ့မပါဘူးသမီးရဲ့မနေ့ဖြန်ကြရင်အဖေကထမ်းလက်ခဲဝယ်လာပေးလိမ့်မယ်နော်ညဘက်တွင်သူတို့အားလုံးဂျုံမုံချောင်နဲ့ဟင်းရွက်ပြုတ်ကိုစားခဲ့ကြတယ်ဒါပေမဲ့ပြထူးကမှမငီးညူခဲ့ပါဘူးအားလုံး၏မျက်လုံးထဲမှာပင်ပန်းနွမ်းနေမှုတွေရှိနေတော့လဲထိုပင်ပန်းမှုထဲမှာမျှော်လင့်ချက်တစ်ခုကိန်းအောင်နေတယ်အခုကစပြီးနေ့တိုင်းဒီလိုပဲငါစူးစမ်းမယ်ငါတို့မှာဘာမှမရှိပေမဲ့ငါတို့မိသားစုအတူရှိနေတာကအကြီးမားဆုံးအင်အားပဲအခက်အခဲမှဆိုတာရှိတော့လဲထွန်းကြိုင်ဒီအရှုံးမပေးခဲ့ပါဘူးဒီနေ့ထင်းမြမြခွေပြီးပိုက်ဆံပိုရအောင်ရှာလာခဲ့မယ်အဖေဒီနေ့ထမ်းလက်ခဲပါအောင်ဝယ်လာနော်ဒါဝတ်သားရဲ့ဒီတစ်ခါသားအတွက်ထမ်းလက်ခဲရောအမေအတွက်စာရီအသက်တခဲရောသမီးအတွက်လက်ကောက်လှလှလေးတွေပါဝယ်လာခဲ့မယ်ဖျားသခင်သာမဆာပါစေထွန်းကြိုင်ဒီပြုံးရွှင်တော်မျက်နှာနဲ့တောတဲ့သို့ဝင်သွားတယ်
တိုးတော်လဲဒီနေ့တွေသူဒီပုံမှန်တဲ့ပိုဝဲသောနေရာကိုရောက်သွားတယ်ထင်းများများရရင်ပိုက်ဆံများများရမယ်ပိုက်ဆံများများရရင်မိသားစုပျော်ရွှင်မယ်လို့တွေးရင်းနဲ့တောလဲကြီးတဲ့သူရောက်သွားမှမသိလိုက်ပါဘူးဝင်းကျင်တစ်ခုလုံးတောကြီးမြက်မဲ့ချစ်နေပြီးလမ်းစပြောက်နေတယ်ဟာငါပဲရောက်နေတာလေဒါငါနေ့တိုင်းလာနေချက်လမ်းမဟုတ်ဘူးလမ်းမသွားပြီးထင်တယ်သူဟိုကြည့်ဒီကြည့်လို့တော့လဲလမ်းမမြင်ရဘူးမိုးတိမ်များအုံလာပြီးမိုးဖွဲများကျလာပါတယ်ဖျားတကယ်ငါဘလို့လောက်ရမလဲလာခဲ့တဲ့လမ်းလည်းမမှတ်မိတော့ဘူးထိုအချိန်အိမ်ရှိအေးမြိုင်ဒီတောတဲတို့မျောလင့်ကြည့်နေတယ်နေဝင်သွားပြီးထစ်တော့လဲထုံးကြိုင်ဘရန်ဘရွန်ကဲဘူးဒီနေ့အရန်နောက်ကျနေပြီအမေအဖေတခုခုဖြစ်နေတာလားမသိဘူးအဲ့ဒီလိုမပြောပါနဲ့တာရဲ့အဖေဘာမှဖြစ်မှာမဟုတ်ပါဘူးနည်းနည်းဝေးသွားလို့နေမှာပါတောတဲတွင်ထွန်းကြိုင်ဒီမောပန်းနွမ်းနေသွားလေကြောက်တုံးတလုံးပေါ်ထိုင်ချလိုက်တယ်ဟိုမှာပါလေအိမ်လားဒါမှမဟုတ်မီးဖို့ထားတာလားတွားကြည့်မှာပဲသူဒီအလင်းရောင်ရှိလာတော့တွားလိုက်ရထူးဆန်းသောကူတကူကိုတွေ့လိုက်တယ်ထိုကူထဲမှာရွှေကောင်အလင်းတက်များထွက်ပေါ်လာနေတယ်သူကြောက်လန့်သွားတော့လဲအတွင်းသို့ဝင်ကြည့်လိုက်တယ်ဒါဘလူးနေရလဲလူသူကင်းမဲ့နေပြီမြတ်အလင်းရောင်တွေလင်းထိန်နေပါလားဂူတွင်းဆက်ဝင်သွားရအံ့ဩစရာကဘာတစ်ခုကိုတွေ့လိုက်တယ်ရွာတစ်ခုနဲ့တူတော့လဲလူဟူရွမတွေ့ဟာဘူးရွာတစ်ခုလုံးရွှေများနဲ့တောက်ပနေတယ်ငါအိမ်မက်မှန်နေတာလားဒါပေမဲ့ငါနိုးနေတာပါဒါဘာကြီးလဲရုတ်တရက်စစ်ရွေးနေဦးလောင်လာ၍ထွန်းကြိုင်ကိုမေးတယ်မင်းဘယ်သူလဲဒီကိုဘလို့ရောက်တာလဲကျွန်တော်နာမည်ထွန်းကြိုင်ပါစင်းရဲသားလေသမားတစ်ယောက်ပါလမ်းမယူရောက်တာပါပကြင်ကြီးစီလိုက်ခဲ့မင်းကိုတွေ့ကြနေတယ်ထွန်းကြိုင်ဒီကြောက်လန့်သောမျက်နှာနဲ့နန်းတော်တို့လိုက်ပါသွားပါတယ်နန်းတော်တွင်သူရောက်တဲ့ခါရာစပလင်းပေါ်တွင်တတ်တော်ရှိပကြင်ကြီးတစ်ပါးထိုင်နေတော့ကိုတွေ့လိုက်ရတယ်မျက်နှာတွင်ဘုံတန်ကိုနဲ့ကရုဏာရိပ်များထင်ဟပ်နေတယ်ပြောပါမင်းဘသူလဲဘယ်လိုရောက်တာလဲအရှင်မင်းကြီးကျွန်တော်နာမည်ထွန်းကြိုင်ပါစီးရဲလာလေသမားတစ်ယောက်ပါမိုးကြီးလို့တီးနံတွေပြက်စီးတထိတ်ကလေသိမ်းထားလို့အခုတိုးထဲမှာထင်းခွေဒီကလေးတွေကိုရှာဖွေကျွေးမွေးနေအပ်သူပါဒီနေ့လမ်းမလေဒီကိုတွေ့လိုက်တာပါမင်းစကားတွေမှာအမှန်တရားရှိတာကိုငါမြင်နေရတယ်မင်းရဲ့ရုံးကန်လှူရှားမှုတွေကိုမင်းမျက်လုံးထဲမှာငါမြင်နေရတယ်အရှင်မင်းကြီးကျွန်တော်တို့စီးရဲသားတွေမှာမိခိုအားထားစရာမရှိပါဘူးမိသားစုအတွက်ရုံးကန်နေဆုံးတက်ပါထွန်းကြိုင်ညီညူကြီးမရှိပဲမိသားစုအတွက်ရုံးကန်နေတဲ့မင်းလိုလူမျိုးကမှတကယ်ဘရင်အစ်စ်ပဲဘရင်ကြီးကစစ်ရွေးတယောက်ကိုအချက်ပြ၍တက်တာမြေကြီးတစ်ခုကိုယူလာခိုက်ပါတယ်ထွန်းကြိုင်ဒါရွှေတင်ကပြားတွေပဲဒီတွေကိုယူသွားပြီးမင်းအိမ်ပြန်ချက်မင်းကလေးတွေတို့အစားတောက်နဲ့အဝတ်အစားတွေဝယ်ပေးလိုက်တော့ဘဝတသက်ပြန်ဆက်တော့အရှင်မင်းကြီးကျွန်တော်မယူပါစေနဲ့ကျွန်တော်တို့ဆင်းရဲပေမဲ့စူးစမ်းလုတ်ကိုက်စားတောက်သူတွေပါဒါကမင်းရဲ့စူးစမ်းမှုအတွက်စုလာပဲမင်းလိုယူသားတဲ့လူကိုမပေးရင်ဘသူ့ကိုပေးရမလဲထွန်းကြိုင်မျက်ရည်ကြကဘရင်ကြီးကိုဥခိုက်လိုက်တယ်အရှင်မင်းကြီးကကျွန်တော်ဘဝကိုပြောင်းလဲပေးလိုက်ပါပြီကျေးဇူးကြီးလာပါတယ်တွားတော့ထွန်းကြိုင်ဒါပေမဲ့မှတ်ကားဒီရွာဟာရိုးသားစူးစမ်းပြီးကိုကျိုးမဖတ်တဲ့သူတွေကိုသာအစင်းပြတာပါနောက်တစ်နေ့နဲ့ကွယ်ထွန်းကြိုင်ဒီထိုရွှေရင်ကပြားတွေကိုယူ၍ဈေးတို့တွားကရီခများအဝတ်အစားများနဲ့အေးမြတ်အတွက်စာရီတစ်ထဲဝယ်ယူလိုက်ပါတယ်စိတ်သက်သာရလိုက်လာဒီအေးမြတ်ရဲ့ကလေးတွေရဲ့အပြုံးကိုမြင်ရတာအရာအလုံးကိုမေ့သွားစေတယ်ငါတို့ကံကြမ္မာတကယ်ပဲပြောင်းလဲသွားပြီဒါပေမဲ့ဒီရွှေရင်ကပြားတွေနဲ့အကျွေးအရင်ဆက်ထိုနိုးတယ်ထွန်းကြိုင်ဒီတထဲဦးလာရွှေဤအိမ်တို့တန်းချမ်းမှန်မှတွားခဲ့တယ်တထဲမင်းဒီမှာခမရဲ့အကျွေးအလုံးကိုပြန်ဆက်ပါစေခမဟမ်ထွန်းကြိုင်မင်းဘလို့လုပ်ပြီးရုတ်တရက်ချမ်းနာသွားတာလဲဘဲကခိုးလာတာလဲကျွန်တော်ဆင်းရဲပေမဲ့တခိုးမဟုတ်ဘူးဒါတွေကကျွန်တော်လှုပ်အားနဲ့ဖျားသခင်ရဲ့မဆမှုကြောင့်ရလာတာရော့အကျွေးကြေပြီးမှုကျွန်တော်လေကရန်စာချုပ်ပြန်ပေးပါတထေးဒီရွှေတင်ကပြားတွေကိုမြင်ရပချက်ပိတ်သွားတော့တယ်စာချုပ်ကိုပြန်ပေးလိုက်တော့လဲသူစိတ်ထဲမတန်နေအားထင်နေတယ်အဖေအခုကျွန်တော်တို့လဲပြန်စိုက်ကြတော့မှာလားဟုတ်တယ်သားရဒါပေမဲ့အဖေကလဲစိုက်ယုံတင်မကတစ်ကုံတဲ့အလုပ်ပါစလုပ်မယ်တောတဲ့ကတစ်တွေတေပြီးရွာမှာရောင်းမယ်ထွန်းကြိုင်ဒီတွန်းလဲစီတလုံးလို့ရဲ့တစ်ကုံတဲ့အလုပ်ကိုစတင်ခဲ့တယ်တဖြည်းဖြည်းနဲ့စီးပွားတက်လာပြီးရွာသားတွေကလည်းသူ့ကိုလေးစားလာပါတယ်တို့ကလည်းတတိဦးလာချွေကတော့မကျေနပ်နိုင်ပါဘူးထွန်းကြိုင်ဘဲကငွေတွေရလာတယ်လဲဆိုတာကိုသိကျင်နေတယ်ငါဒီတိုင်းငြိမ်မနေနိုင်ဘူးထွန်းကြိုင်ရဲ့လေးဝက်ချက်ကိုဖော်ထုတ်ရမယ်ဒီနေ့တွင်ထွန်းကြိုင်သည်တစ်ယူညံတောတဲသို့တွားရာဂူးရှိရလမ်းဘက်သို့ဦးတည်တွားသည်တချေသည်ထွန်းကြိုင်ရဲ့နောက်ယောင်ခံလိုက်ပါတွားသည်အော်ဒီလမ်းကနေတွားတာကိုငါလည်းလိုက်ကြည့်ရမယ်ဟောဟိုမှာကူးပဲငါတို့ရွှေတွေအများကြီးရတော့မယ်အရှင်မင်းကြီးကျွန်တော်ထွန်းကြိုင်ပါဘယင်ကြီးကိုကျေးဇူးတင်စကားလာပြောတာပါဝင်းခဲ့ပါထွန်းကြိုင်ဘယင်ကြီးကမင်းကိုစောင့်နေပါတယ်တထေးသည်
အတန်ကြားရသို့ချောင်းမြောင်းကြည့်ရင်တွေးလိုက်သည်ဟာဒီလူတွေကသူ့ကိုတိနေတာပဲငါလည်းဝင်သွားပြီးရွှေရီတောင်းမယ်တထေးသည်ဂူထဲသို့ဝင်သွားလိုက်သည်ထိုအခါလင်းလက်သောအလင်းရောင်တစ်ခုပေါ်လာပြီးချက်ချင်းအမောင်အတိကျသွားသည်ရက်လိုက်မင်းဘသူလဲကျွန်တော်တထေးဦးလာရွှေပါဘယင်ကြီးနဲ့တွေ့ချင်းလူပါမင်းစီမှာလောဘအနံ့တက်လေးရနေလေဘယင်ကြီးကဒီလိုလူမျိုးနဲ့မတွေ့ဘူးကျွန်တော်ကထွန်းကြိုင်ရတယ်လို့မျိုးလိုချင်တာပါထွန်းကြိုင်ကရိုးသားမှုကြောင့်ရတာမင်းကလောဘကြောင့်ဒီကနေဝေးဝေးသွားရမယ်မသွားနိုင်ဘူးငါလည်းလိုချင်တယ်မင်းကစင်ရဲသားတွေရဲ့မြေကိုတိမ့်ပိုက်တယ်အခုဒီနေရာကိုပါတိမ့်ပိုက်ချင်နေတယ်မင်းအတွက်ဒီနေရာမှာနေရာမရှိဘူးဘယင်ကြီးအမိန့်နဲ့မင်းကိုဖမ်းချုပ်လိုက်ပြီမလွတ်ပါနဲ့မတရားပါဘူးမင်းရဲ့ပြစ်ဒဏ်ကမင်းရဲ့လောက်ရက်တွေအပေါ်မှာပဲမူတည်တယ်စစ်သည်များကတထေးကိုအမောင်တို့တဲသို့ဖမ်းခေါ်သွားကြပြီးဂူသည်ပြန်လဲတိတ်ဆိတ်သွားသည်ထွန်းကြိုင်မင်းအန်ဒီရဲ့ကင်းသွားပြီဒူတပားရကံကြမ္မာကိုခိုးယူခြင်းတဲ့သူကသူ့လန်တူသွားပြီမင်းကတော့အများအားလုံခြုံနေမှာပါကျေးဇူးတင်ပါတယ်အရှင်မင်းကြီးကျွန်တော်ဘယ်တော့မှအရှင်မင်းကြီးရဲ့ယုံကြည်မှုကိုဖျက်ဆီးမှာပါဘူးထွန်းကြိုင်သည်ဂူမှထွက်လာပြီးကျေနပ်ပီတိဖြစ်နေသည်တထေးကြီးလောဘသည်သူ့ကိုဒုက္ခပေးခဲ့ပြီးထွန်းကြိုင်၏ရိုးသားမှုကသူ့အသက်အင်အားဖြစ်စေခဲ့သည်ထွန်းကြိုင်သည်ရွာတွင်တစ်နဲ့မိသွေးရောင်သောဂိုးတောင်တစ်ခုဖွင့်လှစ်ခဲ့သည်ရွာသူရွာသားများကိုလည်းအလုတ်ပေးနိုင်ခဲ့သည်ထွန်းကြိုင်သည်ချမ်းသာတော်လဲမာနမာနမရှိဘဲရိုးရိုးကုတ်ကုတ်သာနေထိုင်သည်တနည်းအားဘယင်ကြီးတမန်တော်တူရောက်လာသည်ထွန်းကြိုင်ဘယင်ကြီးကမင်းကိုအခုချက်ချင်းခေါ်ခိုင်းလိုက်လို့ပါထွန်းကြိုင်သည်ချက်ချင်းလိုက်ပါသွားသည်နန်းတော်သို့ရောက်သောအခါဘယင်ကြီးကမိန့်တော်မူသည်ထွန်းကြိုင်မင်းဘဝကိုပြန်လဲထူထောင်ပုံကအယံကိုအားကျစရာကောင်းတယ်ငါတို့မှာတက်တမ်းမကြံတော့သလိုစက်ခံမဲ့သူလည်းမရှိဘူးဒါကြောင့်ငါရဲ့ထီနန်းကိုမင်းကိုလွှဲပေးခြင်းတယ်ဗျာကျွန်တော်မျိုးကထီနန်းစက်ခံရမယ်ဟုတ်လားရှင်မင်းကြီးမဖြစ်နိုင်ပါဘူးရှင်မင်းကြီးမင်းရဲ့ရိုးသားမှုစ조사မှုနဲ့စာရိတ္တကောင်းမွန်မှုတွေကမင်းကောင်းတစ်ပါးမှာရှိတဲ့အရေးချင်းတွေပဲမနှက်ဖျန်မနှက်အထိစဉ်းစားဖို့အချိန်ပေးမယ်ထွန်းကြိုင်သည်တညလုံးစဉ်းစားပြီးနောက်တစ်နေ့တွင်ဆုံးဖြတ်ချက်ချလိုက်သည်အရှင်မင်းကြီးဒါဟာကြီးမားတဲ့တာဝန်တစ်ခုပါအရှင်မင်းကြီးကကျွန်တော်ကိုယုံကြည်တယ်ဆိုရင်ဒီတာဝန်ကိုကျွန်တော်လက်ခံပါတယ်ကောင်းပြီထွန်းကြိုင်ကိုနန်းတင်မြောက်ကြစေထွန်းကြိုင်သည်ဘယင်ဖြစ်လာတော့လေဇနီးဖြစ်သောအေးမြိုင်ကိုပြောသည်အေးမြိုင်ငါတို့ကဘယင်နဲ့မိဖုရားမဟုတ်ဘူးပြည်သူတွေရဲ့အစေခံတွေအဖြစ်နေထိုင်သွားကြမယ်ဓမ္မပူရရောမှာမိုးကြီး၍အရာအလုံးဆုံးရှုံးခဲ့ရသောဆင်းရဲသားလေသမားလေးကသူ့၏ယွန်တန်ကျူစားမှုကြောင့်နန်းတော်အထိရောက်ရှိလာခဲ့သည်ထင်းခွေသည်ခလေးတွေကိုကျွေးမွေးခဲ့သောဖခင်သည်စစ်မှန်သောပြည်သူဘယင်တစ်ပါးဖြစ်လာခဲ့သည်ထွန်းချိုင်သည်ချမ်းသာမှုကိုမာမာနမဖြစ်စေသလိုဆင်းရဲမှုကိုလည်းရှက်เสียဟုမတတ်မှတ်ပဲအခြေအနေအားလုံးကိုလက်ခံ၍သူ့ရဲ့ကံကြမ္မာကိုကိုယ်တိုင်ရေးသားခဲ့လေသည်